vivo ဆိုသမားတွေကိုကျွန်တော်အခုပြောပြပြခြင်းတဲ့အကြောင်းလေးကတော့ vivo မှာကျွန်တော်တို့ဒါ cancel ထိတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ် cancel ထိပြီးတော့ကျွန်တော်တို့ထားတယ်ပါတော့ဒါတဖြူ2000ပေါ့နော်ဒါတဖြူ1000ပဲရှိတယ်2000ကို$25ထောက်ပြီးဆိုကြပါစို့ထောက်တဲ့ခါကျရှိရင်$25လဲကျွန်တော်တို့မရတဲ့ပြင်ကိုနှလုံးကြီးကိုပေါ်ကတဖြူလေးတွေနှလုံးကြီးပြသွားတာမျိုးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကပြန်ရအောင် cancel ရဖို့ cancel ထိသွားတဲ့ဒီပေါ့ vivo အကောင့်တွေကိုကျွန်တော်ပတ်စံပြန်ရဖို့အတွက်ကိုဒါကျွန်တော်တို့ကမှန်ကန်ကြောင်းတက်တည်ပြဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့မှန်ကန်ကြောင်းတက်တည်ပြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကသေချာနည်းလမ်းစနစ်တကျတင်ပေးဖို့လိုပါတယ်ကျွန်တော်အခုတင်ပေးမယ့်နည်းလမ်းလေးဒါသိမှဆိုလို့ရှိရင်တကယ်ကျွန်တော်အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တင်ပြီးတော့ဒီ2ရက်ကြာပါပဲကျွန်တော်ရဲ့ Gmail တွေကိုဒါပတ်စံပြန်ဝင်ခဲ့တာပါနော်ဒါကြောင့်မို့လို့ကျွန်တော်ဒီဝင်ခဲ့တဲ့ပတ်စံကိုပါကျွန်တော်ဒေါ်လာလေးပါကျွန်တော်ပြပြီးမှဖြစ်ပါတယ်ကဲစိတ်ဝင်စားမယ်ဆိုရင်ဗီဒီယိုကိုစောင့်ကြည့်ပြီးတော့ပါပထမဆုံးကျွန်တော်တို့ဒါဒီ Gmail တွေကိုကျွန်တော်ဝင်ပါပါနော် Gmail တွေကိုဒါဆိုလို့ရှိရင် Weibo ကကျွန်တော်ကို cancel လုပ်ရတဲ့စာပါနော်ဒါရှက်ရှက်ပါဒီတကောက်ကအကြိမ်ကြီးကျွန်တော် Weibo မှာကျွန်တော်လမ်းလျှောက်တာအကြိမ်8000ကျော်သွားလို့ဒါ Weibo ကနေကျွန်တော်တို့ cancel လုပ်တာဖြစ်ပါတယ်ဒါကိုအယူခံဘယ်လိုဝင်ရမလဲဆိုတာကိုကျွန်တော်အခုဗီဒီယိုကိုစောင့်ကြည့်ပြီးတော့ပါအယူခံဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းမှာဆိုလို့ရှိရင်အောက်ဆုံးမှာ FAQ ဆိုတာရှိတယ်နော် FAQ ကိုကျွန်တော်တို့ဒါနှိပ်ရအောင်မယ်နော်နှိပ်ပြီဆိုလို့ရှိရင်ဒါ iPhone ပဲဖြစ်ဒီ Android ကိုင်သမားပဲဖြစ်ပေါ့နော်ကျွန်တော်တို့တစ်ခုခုဝင်မယ် Chrome မှာပဲဝင်လို့ရတယ်ကျွန်တော်ကတော့ဒီနည်းနည်းတိုင်းကိုသွားမယ်ဒါ Chrome ကိုရောက်သွားပြီနော် Chrome ကိုကျွန်တော်တို့ဒါသွားမယ်တစ်ချက်စောင့်မယ်ဒီနေရာလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒါအပေါ်ဆွဲအောက်နေရာလေးကိုကျွန်တော်သွားမယ်သွားပြီးတော့ yes no တွေကကျွန်တော်နှိပ်စရာမလိုဘူးကျွန်တော်တို့ဒါ more ဒီ smell ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်မယ်အပြာရောင်လေးနေရာလေးအမှတစ်ချက်နှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒီလိုမျိုးနေရာမျိုးရောက်ပါမယ်နော်ဒီလိုနေရာမျိုးရောက်ဝယ်ဆိုရင် Weibo ကိုစဖွင့်ခဲ့တဲ့အကောင့်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Gmail ထည့်မယ်အဓိကတော့ Gmail ထည့်မယ်အောက်ဆုံးမှာဒီမှာဆိုလို့ရှိရင်အင်္ဂလိပ်လိုရေးပေးရမယ်နော်ဒီမှာအလန်းခွေမှာဒီနေရာမှာကျွန်တော်တို့ရဟိုဘယ်ဘာသာစကားတစ်ခုပေါ့နော်ဒါထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီအောက်မှာဒီအရေးကြီးဆုံးကဒီ discussion မှာပါနော်အခုဒီ discussion မှာကျွန်တော်ရေးပေးတဲ့စာကိုကျွန်တော်ရဲ့ Facebook မှာလည်းကျွန်တော်တခါတည်းအခုဗီဒီယိုရဲ့အပေါ်ဆုံးမှာပေါ့ကျွန်တော် discussion မှာကျွန်တော်ထည့်ထားပေးမှာဖြစ်ပါတယ်အဲ့ဒါကို copy လုပ်ပြီးတော့ဒီမျိုးလေးတင်ပေးပါအဲ့ဒါကဒါဆိုလို့ရှိရင်ဒီစာလေးပေါ့နော်ဒီစာလေးမှာဆိုလို့ရှိရင်ကွာအခုဒါ Weibo ကိုကျွန်တော်စာတင်ရမယ့်အကြောင်းရင်းပေါ့နော်Weibo ကိုစာတင်ရမယ့်အကြောင်းရင်းဆိုလို့ရှိရင်အဲ့ဒါလေးပို့မယ်ပို့ပြီဆိုလို့ရှိရင်ဒါ Weibo ရဲ့ email ပေါ့နော် Weibo email မှာ Weibo ကိုဖွင့်ထားတဲ့ Gmail လို့တယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့နာမည်ဒီအောက်မှာကျွန်တော်လွှဲတဲ့နေ့ရက်ဒိတ်လပေါ့နော်ကျွန်တော်တို့ငွေထုတ်တဲ့အခါပေါ့ငွေထုတ်တဲ့ဘယ်ရက်ဘယ်လမှာကျွန်တော်တို့ငွေထုတ်လိုက်ဆိုရင်တိုက်ရှိပါတယ်အဲ့တဲ့ကိုသေချာပြန်ကြည့်ပါငွေဆက်ဆက်လွှဲပြီးတော့ကျွန်တော်ရက်ဆောက်ရတာရှိရလေအဲ့ဒီအတုံးထဲမှာကျွန်တော်တို့ငွေထုတ်တဲ့ဒိတ်ရရက်ရလရခုနှစ်ရရေးပေးရမှာဖြစ်ပါတယ်ဒီအောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့ဒီဘာဖုန်းရဲ့အမျိုးအစားဘာမျိုးစားကိုအသုံးပြုရတဲ့ဆိုတာကိုကျွန်တော်တို့ရဲ့ဒီဖုန်းမှာကြည့်ပြီးတော့ဒီမှာဖုန်းရဲ့ drive နာမည်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ် Huawei ဖုန်းတွေကျတော့ Weibo ကတိုက်ပြီးတော့ပြောမဆိုရင် Huawei ဖုန်းတွေတော်များက Weibo ကဒီ Gmail ပေါ့နော်ဒီ Google service မရတဲ့ဖုန်းတွေဆိုရင်တော့မရအောင်နော်ဒီ Huawei လို့ဖုန်းတွေဆိုရင်လည်းတော့ခက်ခဲရှိမယ်ဒီဖုန်းတွေမှာဆိုရင် Samsung လို့ဒီ iPhone လို့တခြားအပိုင်းတွေပေါ့နော်အဲ့ဒီသုံးတဲ့ဖုန်းတွေဆိုရင်တော့လည်းအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီဖုန်းရဲ့ setting တွေကိုသွားပြီးတော့ about ဆိုတဲ့နေရာလေးကိုနှိပ်ပြီးဖုန်းရဲ့ model နံပါတ်ပေါ်တာတွေ့ပါမယ်အဲ့ဒီနံပါတ်လေးကိုတကယ်ချင်းတို့ဖွင့်ထားတဲ့ Weibo ရဲ့ဒီဖုန်းတော့တကယ်ချင်းတို့ရဲ့ဖုန်းမှာထည့်ထားတဲ့ဒီပြောမဆိုရင်ဒီဖုန်းရဲ့ drive တွေပေါ့နော်အဲ့မှာစစ်ပြီးတော့ဒီမှာကိုယ့်ရဲ့ဖုန်းမျိုးစားကင်တယ် model နံပါတ်ကင်တယ်ဆိုတာကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်အောက်ဆုံးမှာကျွန်တော်တို့ရဲ့ your name ဆိုပြီးရနော်ဒါ Weibo ကိုအသုံးပြုနေပြီးတော့ကျွန်တော်တို့ရဲ့အဲ့ဒါပေါ့ကျွန်တော်တို့အခုကျွန်တော်တို့ Weibo ဖွင့်လဲဆိုရင် Weibo ရဲ့ကျွန်တော်တို့ရဲ့နာမည်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အောက်မှာကိုကျွန်တော်တို့ဒါ screenshot ရတဲ့ရှိရင် screenshot ကိုပုံနဲ့တစ်ခွက်ထဲမှာတင်ပေးလို့ရပါတယ်နော်ကျွန်တော်တို့ဒါမှန်မှန်ကန်ကန်ကြောင်းပေါ့တယောက်မတူဘူးခါကျတော့ဒီအပုံလေးကိုကျွန်တော်မတင်ပြတော့ပါဘူးဒါကိုအဲ့ဒါပြီးတော့ smell ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီးဆိုရင်ဒါအောင်မြင်ပါပြီအဲ့ဒါတစ်ရက်နှစ်ရက်စောက်လိုက်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုကျွန်တော်ပြမယ်နော်တစ်ရက်နှစ်ရက်စောက်လိုက်ဘယ်လိုဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ဒါ Weibo ကနေတမျိုးဝင်ခဲ့မှာဖြစ်ပါတယ်နော်တစ်ရက်နှစ်ရက်စောက်လို့ရှိရင်တမျိုးလေးဖြစ်လာမှာ Weibo ကနေပြန်ပြီးတော့ဝင်လာမှာဖြစ်ပါတယ်ကျွန်တော်ကတော့$10
ရရှိတာဖြစ်လို့ဒါ10ဒေါ်လာပြန်ဝင်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ကတော့ဒါ Gmail နဲ့ထောက်လာတာဖြစ်ပါတယ်ဒါ Gmail နဲ့ထောက်တဲ့ခါကျတော့ WeWork ကနေ10ဒေါ်လာပြန်ဝင်တာဆက်လီအင်္ဂလိပ်14ရက်နေ့ကကျွန်တော်ပြန်ဝင်ခဲ့တာဖြစ်ပါတယ်နောက်တစ်လုံးဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါတခြားလုံးကနေကျွန်တော်ပုံမှန်ထောက်နေတဲ့3နေတဲ့နေရာကဆိုရင်ဒေါ်လာ150ရရှိတာဖြစ်ပါတယ်ဒီဒါဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာ150ကျွန်တော်ရရှိရတာဖြစ်ပါတယ်เนาะ WeWork ကအမှန်ကန်ပေးတာပါเนาะဒါကြောင့်မို့လို့နီးလဲမမှန်နေတာတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ2025ဒီ15ရက်မှာပဲဒေါ်လာ150 WeWork ကရရှိတာဖြစ်ပါတယ် WeWork ကိုမမှန်ကန်သုံးနီးလန်းစနစ်တကျနေတာကိုအသုံးပြုမယ်ဆိုလို့ရှိရင်စစရအကုန်လုံးအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါကိုယ်တိုင်ရလို့တငယ်ချင်းတွေရစေချင်လို့ဒါဒီနီးလန်းလေးကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေ